ကျွန်တော်လုံးဝလုံးထားကျန်တဲ့လူတွေကဝန်ထမ်းဟောင်းနေပေါ့နော်ဒါနှစ်ကြာနေတဲ့ဝန်ထမ်းဟောင်းတွေဖြစ်တဲ့ဆိုပြီးတော့သူတို့ဝန်ထမ်းတွေကမလုပ်ဘူးလို့သူတို့ပြောထားတယ်ပေါ့နော်ကျွန်တော်ကတော့အဖြစ်ဖြစ်နေတယ်ဒီဂျူအာကနေမျိုးစုံနဲ့လည်းယူလို့ရတာပဲပြီးတော့ကျွန်တော်ဖုန်းကရှုံးမှရှိရဲ့ဝန်ထမ်းချင်းဖုန်းပြောချင်လို့ပဲဖြစ်စေဖုန်းပေးထည့်ချင်လို့ပဲဖြစ်စေဆိုရင်ကျွန်တော်ပေးတယ်အများကြီးထိခိုက်ပါတယ်ကျွန်တော်ပါဝင်ကျွန်တော်မိသားစုတွေရောလူငယ်လည်းဖြစ်သေးတယ်ကျွန်တော်ဆိုအခုမှအသက်က20ကျော်ပဲရှိသေးတာဖြစ်တဲ့အတွက်နောက်ပိုင်းနေမှာကျွန်တော်တို့အများကြီးရှင်းဆိုင်ရအောင်မယ်ပေါ့နော်ကျွန်တော်ကလက်ရှိမှာအကုန်လုံးပြည့်ပြောတာကိုရှင်းစည်းခံနေရတယ်လို့ဆိုတော့တော်တော်တော့အဆင်မပြေဘူးဖြစ်ရတယ်ပေါ့ဒီခါရဲ့ဒီ Surefix မှာတာဝန်ထမ်းဆောင်နေတဲ့ Junior Service Advisor ပေါ့နော် Junior Service Advisor ဖြစ်တဲ့အတွက်Service Advisor ပုံစံကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီအမှာ customer တယောက်ကဖုန်း service ပြဖို့လာအပ်တယ်ဆိုရင်ကျွန်တော်တို့အဲ့ service ပြဖို့လာအပ်တဲ့ဖုန်းကိုဒီ customer ရှိကနေတစ်ဆင့်ကျွန်တော် service တင်သို့မဟုတ်ကျွန်တော် service admin ရှိကိုလွှဲပြောင်းပေးရတဲ့တာဝန်မှာထမ်းဆောင်တာပါเนาะအဲ့အချိန်မှာဒီမျိုးသမီးပေါ့เนาะဒီ6လပိုင်း5ရက်နေ့မှာဒီမျိုးသမီးက service လာပြတယ်သူဖုန်းကို Apple logo လဲနေရဆိုပြီးသူ service လာပြခဲ့တယ်ပေါ့နော်ဒီမျိုးသမီးရဲ့ဖုန်းကစစ်ဆေးကျွန်တော်တို့စစ်သွေးလို့ဘာမှမရတဲ့ဖြစ်တဲ့အတွက်နောက်ကမှရှိရကျွန်တော် technician တယောက်ပေါ့နော် technician ကိုမျိုးမင်းအောင်ကျွန်တော်ပြပြီးတော့စစ်ပေးဖို့ပြပြီးကြည့်ပေးမယ်ဆိုရတဲ့အတွက်ကျွန်တော်တို့တော့ပြပေးတယ်ပြီးပြီးရတဲ့အတွက် customer ကလည်းcustomer ရှိကိုကျွန်တော်တို့ကpassword လိုအပ်တယ်ဆိုတဲ့အကြောင်းပြောတယ် customer ကလည်းလိုလာပေးရခဲ့တယ်ပေါ့နော် password ပေးရပြီးတဲ့အချိန်မှာကျွန်တော်တို့ဒီဖုန်းကိုကျွန်တော်နောက်မှာရှိတဲ့ technician ကိုမျိုးမင်းအောင်ကျွန်တော်ပြသခဲ့တယ်ပြသပြီးတဲ့အချိန်မှာကိုမျိုးမင်းအောင်ကဒီဖုန်းကApple logo လင်းနေရဲ့အဲ့အတွက်ဖုန်းကိုဆက်ဖွင့်ပြီးစီးတဲ့အချိန်မှာဘာတွေ့ရလဲဆိုရင်ကျွန်တော်စဉ်းစားကြိုးနာနေတာဖြစ်တဲ့အတွက်စဉ်းစားကြိုးလဲဆန်းရမယ်ဆိုပြီးတော့ပြောချလာခဲ့တယ်ပြောကြလာခဲ့တဲ့အတွက်ကျွန်တော်တို့ customer ကိုသူ technician ပေးခဲ့တဲ့ information အတိုင်းကျွန်တော်တိတိကျကျပြန်ပေးခဲ့တယ်ပေါ့နော် customer ကလည်းလက်ခံခဲ့တယ်ပေါ့နော်လက်ခံခဲ့တယ်အချိန်ကတော့ဒီလောက်ကြာမယ်အဲ့လိုပြောခဲ့တဲ့အတွက် customer လက်ခံတယ်အဲ့အချိန်မှာတနာရီနဲ့38မိနစ်မှာကျွန်တော် customer ကိုဘောင်ချဖွင့်ပေးခဲ့တယ်ဘောင်ချဖွင့်ပေးပြီးတော့ဖုန်းသူ့ရဲ့ဖုန်းကိုလက်ခံထားတယ်ပေါင်ချပေးပြီးတော့သူပြောင်းသွားတယ်ပေါ့နော်အဲ့အချိန်မှာကျွန်တော်တနာရီ38ကနေ38မိနစ်အတွင်းမှာနောက်ထပ်မှာရှိတဲ့ service admin room တဲ့ကိုကျွန်တော်တောက်ပြီးခဲ့တယ်ဒါကကျွန်တော်တို့ဒီပထမ step အနေနဲ့ဖုန်း customer ဖုန်းကိုကင်လဲရတဲ့အခြေအနေပေါ့နော်